အားလုံးပဲမင်္ဂလာပါ Explore with Jasmine Channel လေးကနေပြန်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာမနန်းတိုင်းစနေရေးသားထားတဲ့စမ်းချောင်းလေးရဲ့ခရီးစဉ်စိတ်ခွန်အားပြည့်စာစုများဆိုတဲ့စာအုပ်ထဲကနေမာတိကာ44ခဲရခဲစစ်လှုပ်ခြင်းနဲ့ပပနတ်နတ်လှုပ်ခြင်းဆိုတဲ့ခေါင်းစဉ်လေးကိုဖတ်ပြပေးခြင်းပါတယ်ဂျပန်မှာရှိတဲ့အလှကုန်ကုမ္ပဏီတစ်ခုမှာဖြစ်တဲ့ကုမ္ပဏီထုတ်တဲ့မျက်နှာသစ်စက်ပြာမှာတချို့ဘူးမှာစက်ပြာမပါဘဲနဲ့အခွန်ကြီးတာပါကြောင်းဝယ်ယူစားသုံးသူတွေကကုမ္ပဏီကိုတိုင်တန်းကြတယ်။ကုမ္ပဏီမှာရှိတဲ့တာဝန်ခံတွေကလည်းပစ္စည်းထုတ်ပိုးတဲ့နေရာမှာတော့တခုခုလွဲချော်နေပြီဖြစ်ကြောင်းသတိထားမိကြတယ်။ဒါနဲ့အင်ဂျင်နီယာတွေကအစည်းအဝေးနဲ့တိုင်ပင်ကြပြီး X-ray နဲ့ဖောက်ထွေးမြင်နိုင်တဲ့စက်ကိုဝယ်ယူအသုံးပြုကြတယ်။ထုတ်ပိုးစက်ကနေထွက်လာတဲ့ဘူးတွေကိုတစ်ခုချင်းစီ X-ray စက်ကိုအရင်ဖြတ်စေပြီးတော့အခွန်ကြီးမဖြစ်အောင်သေချာစစ်ဆေးမှုပြုကြတယ်။အထက်ပါတူညီတဲ့အဖြစ်ပြက်ကမတူညီတဲ့နောက်ထပ်ကုမ္ပဏီတစ်ခုမှဖြစ်ပွားခဲ့သေးတယ်။ဒါပေမဲ့နောက်ထပ်ဖြစ်ပွားတဲ့ကုမ္ပဏီရဲ့ဖြည့်ရှင်းပုံကထူးထူးဆန်းဆန်း X-ray ကိုဈေးကြီးပေးဝယ်ရမဲ့အစားဈေးပေါ်ပေါ်နဲ့ရတဲ့ပန်ကစက်ကြီးတွေကိုသူကဝယ်ယူအသုံးပြုခဲ့တယ်။စက်ပြကွက်တွေကိုပန်ကာနဲ့မှုတ်စေပြီးတော့လေနဲ့အတူလွင့်ထွက်သွားတဲ့ဘူးကွန်တွေကစက်ပြမပါတော့ကြောင့်ဖြစ်တယ်။ဆိုတော့ဒီနည်းလေးကလွယ်ကူပြီးဈေးနှုန်းချူတာတဲ့နည်းမဟုတ်လား။အမေရိကန်မှာရှိတဲ့ NASA ရုံးချုပ်မှာဖြစ်တဲ့အအေးတက်ပိုပြီးဆွဲငင်အားနေတဲ့အာကာသထဲမှာလူတွေစာရေးရမှာအသုံးပြုတဲ့ဘောပန်တွေကမှင်မထွက်ဖဲနဲ့အခက်ကြုံနေရတယ်။သိပ္ပံပညာရှင်တွေကလည်းအေးတက်များပြီးဆွဲငင်အားမရှိတဲ့နေရာတွေမှာစာရေးနိုင်ဖို့အတွက်ဘောပန်တွေကိုတီထွင်ခဲ့ကြတော့လဲပဲအရာမရောက်ခဲ့ဘူးပေါ့အထက်ပါတူညီတဲ့အဖြစ်အပျက်ကနောက်ထပ်မတူညီတဲ့နေရာမှာလည်းဖြစ်ပွားခဲ့သေးတယ်ရုရှားမှာရှိတဲ့အာကာသယုံမှာလည်းထိုနည်းတူပြဿနာကိုကြုံခဲ့ရတယ်ရုရှားသိပ္ပံပညာရှင်တွေကဘယ်နည်းကိုအသုံးပြုကြမယ်ထင်ပါသလဲဘောပန်အစားသူတို့ကခဲတံကိုပြောင်းသုံးကြခြင်းပင်ဖြစ်တယ်အဲ့ဒါကြောင့်မလို့လောကကြီးမှာညီမတို့တွေကပြဿနာနဲ့အဖြေကိုဖြေရှင်းကြတဲ့မတူညီတဲ့ကွာဟချက်ကိုဒီစာထဲကနေတွေ့နိုင်တယ်တခါတည်းမှာကျမတို့ရဲ့လုပ်ငန်းခွင်မှာထိုနည်းတူပြဿနာတွေကိုလည်းကြုံမှုကြရမယ်ဖြစ်တယ်ခဲရခဲစစ်လုပ်တိုင်းလည်းအကျိုးမရှိနိုင်သလိုတခါတည်းမှာပါနတ်နတ်လုပ်တတ်ဖို့လေအရန်ပဲလိုအပ်ပါတယ်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်